2024နဲ့ Bitcoin ကြောင့်မီလီယံနာဖြစ်လာခဲ့သူ Kingsley Avenueကတော့လက်ကင်ဖုန်းနဲ့ကွန်ပျူတာကိုယ်တော်ရောင်းပစ်ခဲ့ပြီး crypto ရဲ့ရင်းနှီးခဲ့က6လကြာမှာတော့သူဟာ crypto တန်းချွေတဲ့တီတူဦးဖြစ်လာခဲ့ပါတယ်။အခုလိုရင်းနှီးမမြုပ်နှံခင်မှာ Stanford တက္ကသိုလ်ကနေ data mining finance ဘာသာရပ်တွေကိုသင်ယူခဲ့ပြီး Uber, Airbnb တို့မှာအလုပ်လုပ်ခဲ့မှုတာပဲဖြစ်ပါတယ်။အဲ့ဒီနောက်2019ခုနှစ်မှာဒေါ်လာ64,000နဲ့ Bitcoin, Ethereum, NEO စတဲ့ cryptocurrency တွေကိုအပြင်းအထန်ရင်းနှီးမြုပ်နှံခဲ့ပါတော့တယ်။6လအတွင်း Bitcoin ဈေးနှုန်းဒေါ်လာ1,300မှာဒေါ်လာ19,000ထိတက်ခဲ့ပြီး Ethereum ဈေးနှုန်းဒေါ်လာ80မှာဒေါ်လာ1,300ထိတက်တာကနေအမြတ်ငွေများစွာရရှိသွားခဲ့တာပဲဖြစ်ပါတယ်။အခုလိုရင်းနှီးမမြုပ်နှံခင်မှာ Bitcoin နဲ့ Blockchain နည်းပညာကိုတစ်နှစ်လုံးလေ့လာခဲ့တယ်လို့ဆိုပါတယ်။ကဲ Kingsley Avenue ကတော့တကယ်အချိန်ကောင်းခါကောင်းမှာပိုင်ဆိုင်သမျှရင်းနှီးမြုပ်နှံခဲ့တာလေအခုလိုတက်တဲ့တတိဖြစ်ဖို့ဆိုတာမမှားပါဘူးเนาะ။ပရိသတ်တို့ရောဘယ်လိုထင်လဲ comment မှာပြောခဲ့ပါအောင်เนาะ In the bridge ကနေစီစဉ်တဲ့ sharing is caring program မှာတူတယောက်ချင်းစီကိုအကျိုးကျေးဇူးများရှိခဲ့လို့ရှိရင်လည်းကျွန်တော်တို့ရဲ့ Facebook page လေးကို like and follow YouTube ကိုလည်း subscribe လုပ်ပေးဖို့တောင်းဆိုလိုက်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်ခင်ဗျာ